ကျွန်တော်တို့ TV တစ်လုံးဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရေးသွင်းလဲကောင်းရမယ်ဈေးနှုန်းလဲချိုတာမဲ့ model တစ်ခုမျိုးကိုဒီဗီဒီယိုမှာကျွန်တော်မိတ်ဆက်ပေးမယ်ဗျာဈေးနှုန်းဆိုလို့ရှိရင်လဲအသက်တာဆုံးဈေးနဲ့ရမယ်တော်တော်လေးကိုဈေးသက်တာမယ်နော်တော်တော်မှတော်တော်သက်တာမယ်ကာလာပေါက်စီမှာဆိုတော့ဈေးကိုအနောက်မှာရေးပေးထားတယ်နာမည်ခဗျာကမ္ဘာနံပါတ်1ရောင်းအားအများဆုံး Samsung ဆိုတဲ့အမျိုးအစားတွေကရပါလိမ့်မယ် site ကလည်းကျွန်တော်တို့ဝယ်သူအများဆုံး site 43လက်မှ site ဖြစ်မယ် TV ကလည်းကျွန်တော်တို့2026 5လပိုင်းမှာထွက်တဲ့အသစ်ဆက် new model နောက်မှမြင်နေရတဲ့ model ကြီးပေါ့ဗျာ Samsung ဖြစ်မယ်2026 5လပိုင်းမှာထွက်ခဲ့တဲ့ model ဖြစ်မယ် Smart TV ဖြစ်မယ်ရုပ်ထွက်ကအနောက်မှာမြင်နေရတဲ့အတိုင်း 4K resolution နဲ့ရမယ်ကုမ္ပဏီရဲ့ official warranty ကလည်း1 year ပါအောင်မယ်ကုမ္ပဏီရဲ့တရားဝင်တင်သွင်းဖြန့်ချီတဲ့ပစ္စည်းမျိုးလည်းဖြစ်တယ်ကျွန်တော်စီမှာပစ္စည်းအများများရောက်ထားပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကလူချင်းမင်းတို့လက်ထဲကိုဈေးနှုန်းလဲအသက်သာဆုံးဖြစ်အောင်ကျွန်တော်ထည့်ပေးမယ်ကျွန်တော်တို့စီမှာဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းနဲ့ပစ္စည်းနဲ့ကိုတော့100%တာဝန်ယူပါတယ် Samsung ရဲ့ official warranty parts and service free 1 year လဲလူချင်းမင်းတို့ခန်းစားခွင့်ရရှိဦးမှာဖြစ်ပါတယ်ကြိုက်တဲ့ Samsung customer service တိုင်းမှာတွားရောက်ပြုပြင်လို့ရပါတယ်ကျွန်တော်တို့ဒီ2026မှာထွက်တဲ့ new model 53လက်မှ 4K Smart TV ရဲ့ model နံပါတ်ကိုဒီပေါ်မှာရေးပေးထားတယ်နောက်တစ်ခုအဲ့ model နံပါတ်ကအောက်မှာပဲအခုကျွန်တော်ဖြန့်ချီမဲ့ဈေးနှုန်းက18သိန်း9000နောက်တစ်ခေါက်ထပ်ပြောမယ်နော်18သိန်း9000 18သိန်း9000နဲ့43လက်မှကမ္ဘာနာမည်ကြီးနံပါတ်1ဖြစ်တဲ့ Samsung 43လက်မှ 4K Smart TV ကိုလူချင်းမင်းတို့လက်ထက်ကိုဖြန့်ချီပေးမှာဖြစ်ပါတယ်ကုမ္ပဏီပစ္စည်းဖြစ်မယ်ကုမ္ပဏီ warranty card ပါမယ်ဗျာSamsung ရဲ့ official warranty လဲပါမယ်ဒီဈေးနဲ့ကဈေးကွက်ထဲမှာလေးလာစုံစမ်းမေးမြန်းပြီးကျွန်တော်စီမှာတက်တာမှအားပေးပါခင်ဗျဈေးနှုန်းက18သိန်း9000ပါဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့ကျေးဇူးတင်တယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါ